Idea Story နိုးလေးရဲ့ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ပြားရည်နဲ့နနွန်းရောဆက်စားသုံးတဲ့သူတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ပြားရည်နဲ့နနွန်းကိုကျွန်တော်တို့ဆေးလုံးလေးတွေလုပ်ပြီးတော့ကြတော့ဒီအချောက်လန်းပြီးတော့စားသုံးပေးလို့ရသလိုပြားရည်လက်ဖက်ရည်စွန်းတစ်ဝက်ကိုနနွန်းရောဆက်ပြီးတော့လည်းစားသုံးပေးလို့ရပါတယ်အဲဒီတော့ကျွန်တော်တို့ဘလို့လူတွေစားသုံးပေးတဲ့တယ်လဲဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်1ကတော့အစင်းမြင့်ကြိုက်ခဲတဲ့သူတွေပဲဖြစ်ပါတယ်နနွန်းရဲ့ရောင်ရမ်းမှုကိုရောပါစေတဲ့အာနိသင်နဲ့ပြားရည်ရဲ့တဘာဝရတတောင်တတာဖြစ်စေတဲ့ဂုဏ်သတ္တိတွေကိုပေါင်းစပ်ခြင်းဖြင့်အစင်းမြင့်ကြိုက်ခဲမှုတွေအတွက်အသုံးပြုနိုင်ပါတယ်နနွန်းနဲ့ပြားရည်ရဲ့ရောင်ရမ်းမှုကိုရောပါစေတဲ့ဂုဏ်သတ္တိတွေဟာကျွန်တော်တို့အစိရောင်ယောဂါလို့အခြေအနေတွေနဲ့ဆက်ဆက်နေတဲ့ရောင်ရမ်းနာကျင်မှုကိုရောချစေနိုင်ပါတယ်အဲ့ဒီပေါင်းစပ်မှုကအစစ်တွေလှုံရှားနိုင်မှုပုံမကောင်းမွန်စေဖို့နဲ့တတောင်တတာရှိစေလို့နာတာရှိအစင်းမြင့်ပြဿနာရှိသူတွေအတွက်ကတော့စားသုံးပေးတဲ့အရာလေးဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့အာယုံကြောအားကောင်းလို့သူတွေစားပေးတယ်ပါတယ်။ညနှောမှာပါတဲ့ကာကွန်မင်ကအုံနောက်သွေးကြောဆိုင်ရာကိုကောင်းမွန်စေပြီးတော့ညံရည်မြင့်တင်ပေးတဲ့အေဂျင့်တစ်ခုအနေနဲ့လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။ကာကွန်မင်ကအာယုံကြောပျက်စီးမှုယောဂါတွေမှာအရေးပါတယ်ဆိုရတဲ့အာယုံကြောရောင်ရမ်းမှုတွေပြီးတော့ဓာတ်တိုးဖြည့်ဆည်းမှုတွေကိုတားဆီးပေးနိုင်တယ်။ပြားရည်ကတော့အုံနောက်ဆဲတွေကိုဒီ free radical တွေရဲ့ပျက်စီးမှုကနေကာကွယ်ပေးနိုင်တယ်။ပြားရည်နဲ့နနွန်းနှစ်ခုပေါင်းဆက်ပြီးစားသုံးလိုက်မယ်ဆိုလို့ရှိရင်မညာအားကောင်းလာမယ်အာယုံစူးစိုက်မှုတွေအားကောင်းလာမယ်ပြီးတော့ညံရင်ညံသွေးတွေကိုပို့ပြီးတော့မြင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်အဲဒီအတွက်ကြောင့်မို့အသက်အရွယ်ရလာတာနဲ့မျှညံရင်ညံသွေးတွေမကြချင်းစေဖို့စိတ်ကြင်လင်ပြတ်သားမှုရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့ပြားရည်နဲ့နနွန်းပေါင်းဆက်စားသုံးခြင်းကအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်ဒါစားသုံးပေးတဲ့အရာလေးဖြစ်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ cholesterol ရှော့ချလို့သူတွေအနေနဲ့ကတော့ဒါစားပေးသင့်ပါတယ်ပြားရည်နဲ့နှလုံးကိုမမှန်စားသုံးမယ်ဆိုလို့ရှိရင်တော့နှလုံးကျန်းမာရေးကိုထောက်ကူပြုတာကတော့အမှန်တကယ်ပဲဖြစ်ပါတယ်။နှလုံးကသွေးကြောတွေအတွင်းမှာရှိတဲ့အဆိပ်တောက်ဖြစ်စေတဲ့အဆီဓာတ်ပြောရရင် cholesterol ကိုရှော့ချပေးနိုင်ပြီးတော့သွေးကြောဆေးတွေရဲ့လုပ်ငန်းလည်ပတ်မှုကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ပြားရည်ကတော့သွေးလည်ပတ်မှုအတွင်းမှာရှိတဲ့ဓာတ်တိုးဖြစ်စီမှုကိုတိုက်ဖြတ်ပေးတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ပံ့ပိုးပေးတယ်။အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ပေါင်းဆက်စားသုံးလိုက်မယ်ဆိုလို့ရှိရင်သွေးလည်ပတ်မှုညံဖြင်းခြင်းကိုကာကွယ်ပေးနိုင်ပြီးတော့နှလုံးရောဂါဖြစ်ပွားနိုင်ခြင်းကိုလျှော့ချစေမှာပဲဖြစ်ပါတယ်။အဲ့ဒီအချက်ကြောင့်ပဲကျန်းမာရေးနှလုံးသွေးကြောစနစ်ကိုဦးတည်တဲ့စားသတ်မှုပုံစံရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ကျွန်တော်တို့ထည့်သွင်းစားသုံးပေးသင့်ပါတယ်။နံပါတ်4ချက်အနေနဲ့ကတော့ဘိုက်ပူလေးပွားလေးထားရှိတဲ့သူတွေနဲ့အစာချက်စနစ်ကောင်းလို့သူတွေစားပေးသင့်ပါတယ်။ပြားရည်နဲ့နနွန်းကအစာချက်စနစ်အတွက်အကျိုးပြုတဲ့ထူးခြားတဲ့ဂုဏ်သတ္တိတွေတို့မှာရှိပါတယ်။နနွန်းကသေးကြရဲ့ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့်အဆီတွေကိုခြေဖြတ်ရမှာအကူအညီဖြစ်စေတာပဲဖြစ်ပါတယ်။ပြားရည်ကတော့အစာလမ်းကြောင်းကိုညီသက်စေတဲ့တဘာဝဆေးပတ်ဝင်အရည်တစ်မျိုးဖြစ်လို့မို့ဗိုက်ပူတာတွေလေးပွားလေးထားတာတွေကိုရောပါသက်သာစေနိုင်ပါတယ်။အဲ့ဒီနှစ်ခုကျွန်တော်တို့ပေါင်းဆက်စားသုံးလိုက်မယ်ဆိုလို့ရှိရင်အစာချက်စနစ်ချုံမဲစွာလေးပတ်နိုင်ဖို့အထောက်အကူပြုနိုင်ပြီးတော့ဥတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေအတွက်ကောင်းမှုစီကအာဟာရဆုပ်ယူမှုနဲ့အစာချင်းမှုကိုပုံမှုထိရောက်စေမှာပဲဖြစ်ပါတယ်။နံပါတ်5ချက်ကတော့ကိုယ်ခံစနစ်မြင့်တင်လို့သူတွေအတွက်ကတော့ဒါစားပေးသင့်ပါတယ်။ပြားရည်နဲ့နနွန်းကကိုယ်ခံစနစ်ကိုတတိတာတာမြင့်တင်ပေးနိုင်ပါတယ်။နနွန်းကတတိုးဆန်းကျင်ပစ္စည်းဖြစ်လို့ဆောင်ပြီးတော့ free radical တွေကိုတိုက်ဖျက်ပြီးဒီတတိုးဖြည့်ဆည်းမှုတွေကိုကာကွယ်ပေးနိုင်တယ်။ပြားရည်စစ်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပြီးတော့အန်ဇိုင်းတွေနဲ့အာဟာရဓာတ်တွေကျော်ဝါစွာလုံဆောင်နိုင်မှာပဲဖြစ်ပါတယ်။အဲဒီနှမျိုးလုံးကျွန်တော်ပေါင်းဆက်သုံးဆွဲမယ်ဆိုလို့ရှိရင်တော့ကုသယောဂါတွေနဲ့ဖျားနာမှုတွေကနေကာကွယ်ပေးနိုင်ပြီးတော့အေးမိဖျားနာရသည်မှာဒါဟာထူးသင်လျော်ပါတယ်။ပုံမှန်စားသုံးပေးခြင်းဖြင့်ကျွန်တော်ဒီကြိုက်ခဲမှုတွေကိုသက်သာစေပြီးတော့ဒီကိုလန်းဆန်းတွက်ကြစေမှာပဲဖြစ်ပါတယ်။နံပါတ်6ချက်ကတော့ခန္ဓာကိုယ်ရောင်ရမ်းတဲ့သူတွေအနေနဲ့စားပေးသင့်ပါတယ်။ပြားရည်နဲ့နနွန်းရောဆက်စားသုံးမယ်ဆိုလို့ရှိရင်တော့ရောင်ရမ်းမှုကိုလျော့ပါစေမှာပဲဖြစ်ပါတယ်။နနွန်းမှာတွေ့ရတဲ့ကာကွန်မင်ဒရပေါင်းကခန္ဓာကိုယ်ထဲမှာရှိတဲ့ရောင်ရမ်းမှုလမ်းကြောင်းတွေကိုတားဆီးပေးနိုင်စွမ်းရှိပြီးတော့ပြားရည်ကတော့ရောင်ရမ်းမှုကိုပိုပြီးလျော့ပါစေအောင်လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။အဲဒီလှုံ့ဆော်ချက်ခန္ဓာကိုယ်တနေရာမှာရှိတဲ့ဘယ်ရောင်ရမ်းမှုမျိုးကိုမဆိုလျှော့ချစေရုံနဲ့မကပါဘူး။အစစ်ကျန်းမာရေးကိုလည်းပံ့ပိုးပေးပြီးတော့နာတာရှည်ရောင်ရမ်းမှုတွေကိုထိန်းချုပ်ရမှာကောင်းမွန်စေမှာပဲဖြစ်ပါတယ်။နံပါတ်9ချက်အနေနဲ့ကတော့ကိုယ်လေးချိန်ထင်းလို့သူတွေအတွက်ကတော့စားသုံးပေးသင့်ပါတယ်။ကိုယ်လေးချိန်လျှော့ချလို့သူတွေအတွက်ပြားရည်နဲ့နနွန်းရောဆက်စားသုံးမှုကိုလှုံ့ဆော်ပေးသင့်ပါတယ်။ခန္ဓာကိုယ်ရဲ့အဆီချစ်ပြမှုနှုန်းကိုမြင့်တင်ပေးခြင်းဖြင့်ဇီဝဖြစ်ပြမှုလုပ်ငန်းစဉ်ကိုတိုးမြင့်ပေးနိုင်တယ်။ပြားရည်ကချုံမင်နဲ့ရတာရှိပြီးတော့တန့်စင်ထားတဲ့တကြားထပ်ပေါ့နော်ဂလိုင်ဆင်မင်ညွန်ကိန်းနေပါပါတယ်။အဲ့အတွက်ကျွန်တော်တို့ချုံမင်နဲ့အစာစားလို့စိတ်ကိုဖြည့်ဆည်းပေးနိုင်ပြီးတော့စွမ်းရည်ပြောင်းလဲဖို့မဖြစ်စေပဲခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထိန်းညှိပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီနှစ်ခုပေါင်းဆက်စားသုံးလိုက်မယ်ဆိုလို့ရှိရင်တော့အစာစားခြင်းစိတ်ကိုထိချုံနိုင်ပြီးတော့
ပုံမှန်ကျမ်းမာစေတဲ့ကိုယ်လေးချိန်ကြစေနေတဲ့တစ်ခုအနေနဲ့ကျွန်တော်တို့လှုပ်ဆောင်ပေးလို့ရပါတယ်နံပါတ်၈အနေနဲ့ကတော့အသားရည်ကျဉ်လင်းလို့သူတွေအတွက်စားပေးသင့်ပါတယ်ပြားရည်နဲ့နှလုံးရောစက်မှုကအသားရည်ကျန်းမာရေးနဲ့အလှပအတွက်များစွာထောက်ကူပြုတာကတော့သိကြမြင်ထင်ပါတယ်နှလုံးရဲ့ဗက်တီးရီးယားတိုက်ဖြတ်နိုင်စွမ်းနဲ့ရောင်ရမ်းမှုကိုလျှော့ပါစေတဲ့ဂုဏ်သတ္တိတွေကနှနာမှာရှိတဲ့ဝက်ချန်နဲ့အရေပြားရောင်ရမ်းမှုတွေကိုလျှော့ချစေပြီးတော့ပြားရည်ကတဘာဝအဆိုတက်ထိမ့်ပေးနိုင်စွမ်းရှိတဲ့အတွက်ကြောင့်မို့အသားရည်ပြုစုဆောင်ရှောက်ရမှာအဲ့နှစ်ခုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့အလွန်ကောင်းမွန်တဲ့အရာပဲဖြစ်ပါတယ်ကျွန်တော်တို့ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်အသားရည်ရဲ့ကျွန်တော်တက်ရှာကိုကောင်းမွန်စေပြီးတော့ကျန်းမာတဲ့အသားရည်အတွက်ကျွန်တော်တို့ညနာပေါင်းတင်တာမျိုးပြီးတော့အရေပြားပေါ်မှာတိုက်ရိုက်လိမ့်ချန်တာမျိုးထိပြုလုပ်ပေးလို့ရပါတယ်ကျွန်တော်တို့ဒီပြားရည်နဲ့နှလုံးစားသုံးပေးတဲ့လူတွေအကြောင်းသိပြီဆိုလို့ရှိရင်တတိထားစားသုံးရမယ့်လူအုပ်စုတွေအကြောင်းကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်1ကတော့ကုံဝင်ဆောင်နဲ့နှောတိုင်းမိခင်တွေပဲဖြစ်ပါတယ်ကုံဝင်ဆောင်ကာလမှာပမာဏများစွာသုံးဆွဲခြင်းမတင်တော့ပါဘူးတကယ်လို့အသုံးပြုမယ်ဆိုလို့ရှိရင်တောင်မှအသုံးမပြုမိမိပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်မှာနံပါတ်2ကတော့ဆေးဝါးတချို့တုံသုံးနေရတဲ့သူတွေပဲဖြစ်ပါတယ်။သွေးကြေးဆေးတွေဒါမှမဟုတ်ကျွန်တော်ကင်ဆာဆေးသွင်းကုသမှုတွေခံယူထားတဲ့သူတွေနေနေကတော့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ပြီးမှဒီတောက်သုံးပေးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့နှလုံးကဆေးဝါးတချို့နဲ့တက်ပြုတ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်3ကတော့သေးချေပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ်။သေးချေယောဂရှိသူတွေအနေနဲ့နှလုံးကိုစားသုံးရမှာအထူးတတိထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်။နံပါတ်4ကတော့ခွေးစိတ်ကုသမဲ့သူတွေပဲဖြစ်ပါတယ်။ခွေးစိတ်ကူးသားမှုမခံယူမီညနှွန်းဖြစ်ဆွဲစားတဲ့တောက်သုံးခြင်းကိုရတတ်ထားတင်ပါတယ်။နံပါတ်5ကတော့စီးချိုယောဂရှိတဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်တော်စီးချိုယောဂရှိသူတွေအနေနဲ့ပမာဏများစွာတောက်သုံးမိမယ်ဆိုလို့ရှိရင်တော့သူတွေနဲ့ကြားတက်ဖို့တရားမှုရှိနိုင်တဲ့အတွက်ကြောင့်မို့တတိထားစားသုံးပေးဖို့လည်းလိုအပ်မှာပဲဖြစ်ပါတယ်။နံပါတ်6ကတော့နန္ဒာရှည်ယောဂအခန်းရှိတဲ့သူတွေပဲဖြစ်ပါတယ်။တကယ်လို့နန္ဒာရှည်ယောဂအခန်းရှိမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်တခြားဆေးဝါးတွေဖြစ်ဆက်စွာတဲ့တောက်သုံးနေရတယ်ဆိုလို့ရှိရင်တော့ဒီဖြစ်ဆက်စေဘေးဖြစ်ဆွဲစာကိုမဆိုပေါ့နော်စတင်တောက်သုံးမယ်ပြုလုပ်မယ်ဆိုတာကမိမိပြသနေတဲ့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးတာကပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီတဘာဝစစ်စစ်ပြားရင်းနဲ့နှလုံးကိုရောစပ်စားသုံးမယ်ဒါမှမဟုတ်ဆေးလုံးအနေနဲ့ပေါ့နော်အချောင်လှမ်းပြီးတော့တောက်သုံးမယ်ဆိုလို့ရှိရင်တောက်သုံးတဲ့လူတွေအကြောင်းနဲ့ဘယ်လိုလူတွေတတိထားတဲ့နေဆိုတဲ့အကြောင်းကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ကျမရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘဝတူတာတွေတွေ့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။